水嘛，苦拉面白嘛，ကျွန်တော်ဦးနေသူတွေကနေပြီးကူညီဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ government lottery of ထိုင်းနိုင်ငံဂျီအောင်ကုန်းဒီမှာကျွန်တော်အစီအစဉ်တင်ဆက်ရဖြစ်ပါတယ်เนาะကျွန်တော်ထိုင်းရှယ်ဒီဆိုတာကျွန်တော်တို့ထိုင်းရှယ်ဒီကနေ6လုံးနဲ့နောက်ဆုံး3လုံးကိုကျွန်တော်မြန်မာနိုင်ငံမှာ3ဆိုပြီးစော်ကစားဖြစ်ပါတယ်3ကိုအမှန်တကယ်မပေါက်ဖူးတဲ့သူတွေအားလုံးပဲအခုပတ်เนาะမှာထပ်မှန်ပြီးတော့ပေါက်ချင်တယ်เนาะအခုဘက်မှာပေါက်လှူပါမယ်ဆိုရထိုးသားမိတ်ဆွေတွေအားလုံးပဲကျွန်တော်ဒီ TikTok channel လေးကိုအပေါင်းလေးနှိပ်တော့အသေးလေးပြီးတော့ပေါက်ကနေကိုလိုချင်တယ်ဆိုတော့ comment ထဲမှာဝင်ကြည့်တော့ပါเนาะကျွန်တော်ဘက်ကနေပြီးအခုလာမဲ့ဘက်မှာဒါထိုးသားစုစုပေါင်းလူကြီး10ယောက်တိတိကိုကျွန်တော်ကူညီဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်သူက9ဦးရှိပါတယ်ပထမဆုံးတစ်ယောက်ကရန်ကုန်ကကိုအောင်ထုံးဆိုရင်တသိန်းခွဲပေါက်တယ်ပါတယ်ဒုတိယတစ်ယောက်ကအေယောက်တန်းဒေါ်ရီဝင်းဆိုရင်9000ခွဲပေါက်ပါတယ်တတိယတစ်ယောက်ကမန္တလေးကဦးစင်းဆိုရင်ဒါ4သိန်းပေါက်ပေါက်ပါတယ်เนาะဦးစင်းကဆိုရင်ဒါပေါက်တာနဲ့ဒါပေါ့เนาะဒါလှူပါတယ်เนาะအခုဆိုရင်မန္တလေးမှာငိမ့်နေလှုပ်ကြတယ်ဆိုရင်အားလုံးလည်းသိကြတယ်เนาะဒါကြောင့်လည်းဦးစင်းဘက်ကနေပြီးတော့ဒါเนาะဒါအစမပြေတဲ့သူတွေကိုဒါလူကြီးတန်းနိုင်ကြီးပြုကြရပေါ့เนาะမော်လိုက်မြကိုဝင်းဆိုရင်3000ပေါက်တယ်ဘကိုးပိုင်းကအဘချော်ဆိုရင်2သိန်းပိုးပေါက်တယ်เนาะကျွန်တော်အဓိကဆိုလို့ညီနာပြเนาะသူတို့အမှန်တကယ်ပေါက်လှူမယ်ဆိုရင်ထိုးသားမိတ်ဆွေအားလုံးပဲအခုလာမယ်ပဲပေါက်ချင်ပါတယ်ပေါက်ရင်လည်းလှူပါမယ်ဆိုရင်ထိုးသားမိတ်ဆွေအားလုံးပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဖုန်းလိုက်ရခေါ်ဆိုပြီးတော့လာရောက်တောင်းယူနိုင်ပါတယ်ပြောရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာနေရန်အောင်လို့ယူပါအားလုံးပဲအခုလာမယ်ဘက်မှာထပ်မှန်ပြီးတော့ပေါက်ပြီးတော့အလူကြီးတန်းနိုင်